strategy ဆိုတာက life rules လား accounting rules လားအားလုံးပဲမင်္ဂလာပါကျမတို့ Kate ပါ strategy ဆိုတာကအရန်ရှုပ်ထွေးနေတတ်တာမျိုးမဟုတ်ပါဘူးတကယ်လက်တွေ့ဘဝတွေမှာ strategy ဆိုတာကနေ့စဉ်သုံးနေတဲ့ကိုယ့်ရဲ့ life rules တွေကနေပဲဖြစ်ပေါ်လာတာပါဥပမာအားဖြင့်ဆိုလို့ရှိရင်ကျမတို့တွေကအင်္ဂါကအတွက်ဖယ်ထားတဲ့ပတ်စံကို shopping မထွက်ကြပါဘူးထွက်လိုက်တယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်နဲ့ကိုယ်ကန်ကိုယ့်ဘာသာကိုပြန်ရှာရမှာပါနောက်တစ်ခုကတော့ကျမတို့အမြဲတမ်းအရေးပေါ်ပတ်စံထားပါတယ်အဲ့ဒီပတ်စံကိုမထိပါဘူးနံပါတ်3ချက်ကတော့ကျမတို့က flexible payment တွေရှိရတာနဲ့ fixed cost တွေကိုသုံးတဲ့ဟာမျိုးတွေကိုမလုပ်ပါဘူးဒါကြောင့်မလို့ strategy ဆိုတာကကျမတို့ရဲ့နေ့စဉ်ဘဝတွေကနေပြီးတော့ထွက်လာတဲ့ life rules တွေကနေတွားတာပါ accounting rule လိုမျိုးတတ်မှတ်တဲ့တိတိကျကျကြီးလိုက်နာရမယ်တကူးတခါကြီးလေးလာနေရတဲ့ဟာမျိုးမဟုတ်ပါဘူးဒါကြောင့်မလို့ life rule တွေကအချိန်ပြည့်စဉ်းစားနေကြမလို့ပဲနဲ့နေ့စဉ်ကိုယ့်ဘာသာကိုလုပ်ငန်းလုပ်ကိုင်နေရနေပြီးတော့မှအကောင်းဆုံးဆုံးဖြတ်ချက်တွေရနိုင်ဖို့အတွက်သူတို့က guide လုပ်သွားတာပဲဖြစ်ပါတယ်လက်တွေ့မှာ strategy ဟာ quietly daily consistently နေနဲ့အလုပ်လုပ်နေတယ်ဆိုတာကိုသိဖို့ပဲလိုအပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်